ကျွန်တော်နာမည်ကတော့ဆလိုင်းကျော်ပါဆိုတော့ကျွန်တော်ကတော့ဒီပလောဝမျိုးပေါ်မှာနေတယ်ပလောဝမျိုးပေါ်မှာနေပြီးတော့ဒီကျွန်တော်တို့2015ပေါ့2015မတ်လ28ရက်29အဲ့ဒီဝန်ကျင်မှာကျွန်တော်တို့ပလောဝမျိုးနေမှာအကြီးအကျယ်ဒီရခိုင်တပ်တော်နဲ့ဒီမြန်မာတပ်တော်ကြားပြည်ချောင်းအဓိကပလောဝရဲ့အနောက်ဖက်ချမ်းပေါ့ဘင်္ဂလားဒေ့ရှ်နေဆက်အဲ့ဒီပြည်ချောင်းပြန်ဆိုဆိုရက်ဒီဂျေးရွာမှာဂျေးရွာတင်းထက်မှာတိုက်ပွဲတွေစဖြစ်တယ်ဆိုတော့စဖြစ်တော့အဲ့ဒီကလူထုတွေကျွန်တော်တို့ပလောဝနဲ့နီးစပ်တဲ့လောင်းတင်ရွာမှာသူတို့ခိုလုံဖို့လာတယ်ဆိုတော့ခိုလုံဖို့လာတဲ့အချိန်မှာကျွန်တော်တို့စားပြီးတော့ဒီပလောဝမျိုးနေမှာအဓိကစေးကြောင့်ထွက်ပြေးလာတဲ့လူထုတွေအတွက်ကူညီဖို့လိုအပ်နေပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ဒီကော်မတီကိုစားပြီးတော့ဖွဲ့ခဲ့တယ်ဖွဲ့ပြီးတော့အဲ့ဒီကနေကျွန်တော်တို့ဒီပလောဝမျိုးနေမှာစေးရတန်ကြောင့်ခံနေရတဲ့အဓိကဒီလူမျိုးကိုအခြေမခံပဲအဓိကလူထုဖြစ်ပျက်နေတဲ့ဟာတွေကိုကျွန်တော်တို့အခြေခံပြီးတော့လိုက်ပြီးတော့ကျွန်တော်တို့ကူညီမှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုတော့2015ကနေ2019အထိကျွန်တော်တို့ဟိုပေါ့ဒီအတွားအလားအဲ့လောက်ထိကြက်တက်ကျွန်တော်တို့မရှိဘဲနဲ့တွားလာကူညီလို့ရခဲ့တယ်ကျွန်တော်တို့အဲ့ဒီအချိန်ထိတော့ဘာမှအနောက်ဆက်အဲ့လောက်ထိကြီးမရှိဘူးလို့ကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်တို့ဒီ IDP လို့ပြောတဲ့ချိန်မှာအဓိက2မျိုး3မျိုးလောက်တော့ကျွန်တော်တို့တွေ့ရတယ်ခဏတစ်ဖြုတ်ထွက်ပြေးပြီးတော့4ရက်5ရက်အကြဆုံးတပတ်နှစ်ပတ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ခိုလုံပြီးတော့နည်းနည်းကိုရက်ရွာမှာအေးချမ်းလာပြီဆိုတဲ့အချိန်မှာပြန်ပြီးတော့ကိုရက်ရွာကိုပြန်နေရပြန်နိုင်တဲ့ပုံကိုယ်တွေရှိတယ်ဒါမှတချို့ကတော့လုံးဝကိုပြန်လို့အဆင်မပြေတဲ့အနေအထားလေးတွေရှိတယ်ဆိုတော့နောက်တစ်ခုကတော့တချို့ကတော့မတီးမတာလေးနဲ့ကိုယ့်ရဲ့ရက်ရွာကနေအခြေအနေမကောင်းပါလားဆိုပြီးတော့တခြားနေရာတွေကိုထွက်ပြေးပြီးတော့ပြောင်းရွှေ့တဲ့တဘောအဲ့လိုမျိုးနေထိုင်တဲ့ကျွန်တော်တို့ဒီစီးရဲ့အနေအထားကဒီလိုရှိတယ်ဆိုတော့အဓိကလောလောဆယ်ကျွန်တော်တို့ဒီပလောဝမျိုးနေမှာအများအားဖြင့်ဒီအလူရှင်တွေရောကော်မတီဖက်ကရောဒီအစိုးရဌာနဖက်ကရောအဓိကကူညီပံ့ပိုးနေတာကတော့အများဆုံးကတော့ကျွန်တော်အမြင်မှာဆိုရင်ဒီရက်ရွာတွေကိုကျွန်တော်တို့ထားခဲ့ပြီးတော့နည်းနည်းရေရှည်ကြာတဲ့ဒီခိုလုံမှုတွေကိုအဓိကနံပါတ်1အနေနဲ့ထောက်ပံ့တာတွေတွေ့ရတယ်ပြီးတော့နောက်တစ်ခုကတော့ခုနပြောသလိုဒီလက်တလော4-5ရက်တပတ်နှစ်ပတ်ဒီလိုမျိုးယာယီကျွန်တော်တို့နေရာတစ်ခုကိုပြောင်းပြီးတော့နေထိုင်တဲ့လူတွေကိုလည်းအရေးပေါ်လိုအပ်ရင်လိုအပ်တယ်လို့ကူညီပေးတာတွေတော့ရှိပါတယ်ဆိုတော့လက်တလောမှာကျွန်တော်တို့ပလောဝမျိုးနေမှာဒီ IDP စစ်ပြေးကြောင့်ထွက်ပြေးလာတဲ့ဒီအများဆုံးနေတဲ့နေရာကတော့နံပါတ်1ကတော့ဒီမီးစာပေါ့ကျွန်တော်တို့ပလောဝနဲ့ဝေးပါတယ်ဆိုတော့အဲ့ဒီမီးစာမှာပေါ့လူဦးရေအဖြစ်900ကျော်အခုနောက်ဆုံးစည်ရင်ရဒီလိုရှိတယ်ဆိုတော့အဲ့မှာတရွာတည်းလာမဟုတ်ပါဘူးအဲ့မှာ3-4-5ရွာစုပြီးတော့နေထိုင်ရတယ်ဆိုတော့သူတို့မှာအခက်ခဲတော်တော်များများရှိပါတယ်ဆိုတော့ဒါတစ်ပိုင်းပြီးတော့နောက်တစ်ခုကတော့ဒီပလောဝမျိုးပေါ်မှာတခါတလေပလောဝမျိုးပေါ်မှာတော့နေရဒီကြေးရွာတွေတိုက်ပွဲဖြစ်တဲ့အချိန်မှာခဏတစ်ဖြုတ်လာတဲ့လူတွေတခါတလေထောင်ကနန်းကျွန်တော်တို့ကျွေးမွေးရတာရှိတယ်ဆိုတော့ဒီဟာတွေလည်းငြိမ်သွားပြီဆိုတော့ပြန်သွားတယ်အခုနောက်ဆုံးအခြေအနေအရဆိုတော့လုံးဝကိုပြန်လို့မရတော့တဲ့လုံးဝပြန်ဖို့အခြေအနေမပေးသေးတဲ့အနေအထားမှာသူတို့ရှိနေတယ်ဆိုတော့လက်ရှိမှာကဒီပလောဝမျိုးပေါ်မှာလူဦးရေအပြင်တော့ဒီ3000နဲ့900-800ဝန်းကျင်ဆိုတော့ဒါတော့စည်ရင်ရတဲ့အရာပေါ့တချို့ကိုယ့်ရဲ့ဒီအတိမိတ်ဆွေကိုယ့်ရဲ့ဆွေမျိုးအတိုင်းဝိုင်းရှိမှနေတဲ့လူတွေကစည်ရင်ကောက်ဖို့နည်းနည်းတိုက်ပွဲလေးဖြစ်နေတယ်ဆိုတော့စည်ရင်လိုက်ကောက်ဖို့တော့အချင်းနေမပေးတဲ့အနေထားလေးရှိတယ်ဆိုတော့အားလုံးပေါင်းလိုက်ရင်တော့4000ကျော်တော့တေချတယ်ခုပလောဝမျိုးပေါ်မှာဆိုတော့သူတို့တွေကဘယ်လိုမျိုးနေထိုင်တယ်လဲဆိုတော့ဒီအထကားကျောင်းတို့ပြီးတော့ဖုန်ကြီးကျောင်းတို့တခြားတော့ဒီအရှောက်အုပ်တွေမှာပဲအစုလိုက်အပြုံလိုက်အဲ့လိုမျိုးနေကြတယ်ဆိုတော့နောက်တစ်ခုကတော့စမီးပေါ့စမီးမှာကဒီ2020
matchala 14-15 ရက်လောက်မှာဖြစ်နေတဲ့ဒီဝက်မားတို့ပြီးတော့ဆာဝအဲ့ဒီရွာတွေမှာတောက်ဆောက်ဒီတိုက်ပွဲကတလားနေပါဝန်းကျင်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာတေးကြီးတာတွေလည်းရှိတယ်သူတို့အိမ်မီးဆိုတာတွေလည်းရှိတယ်လက်နဲ့ကြီးကြလို့အိမ်မီးလောင်သွားတာတွေလည်းရှိတယ်ဆိုတော့သူတို့ရွာမှာမနေရေးပဲစမီးမျိုးကိုသူတို့ထွက်ပြေးတယ်ဆိုတော့ချမီးမျိုးမှာလက်ရှိကဒီလူဦးရေက2000နဲ့900 800ဆိုတော့3000နီးပါးပေါ့အဲ့လိုမျိုးအခြေအနေတွေရှိတယ်ဆိုတော့စမီးမှာကဒီကျွန်တော်တို့ချင်းပြည်နယ်အစိုးရအဖွဲ့တော်လကောင်းဒီတခြားသောအလူရှင်တွေတော်လကောင်းသွားလို့လာလို့နည်းနည်းလမ်းကြောင်းအခြေအနေနည်းနည်းကောင်းတယ်ဆိုတော့လောလောဆယ်မှာသူတို့နေဖို့ရည်သေးကလေးတွေဒီကုညီပန်းပိုးတာတွေရှိတယ်ဒါလေးနဲ့တချို့ကတော့အမှနေတယ်တချို့ကတော့တခြားတော့ဒီအဆောက်အဦတွေရှိမှနေတယ်ဆိုတော့အခုလက်ရှိကတော့ဒီပလက်ဝမြို့နယ်မှာ IDP လို့ပြောတဲ့အချိန်မှာအဓိကမီးစာမှာအများဆုံးရှိတယ်ပြီးတော့ပလက်ဝမှာရှိတယ်စမီးမြို့မှာရှိတယ်အဲ့ဒီ3နေရာကတော့အများဆုံးနေရာဖြစ်တယ်ကြံတဲ့နေရာမှာလည်းမရှိဘူးလားမဟုတ်ဘူးရှိတယ်တိုးပေမဲ့ဘလို့မှဒီကုညီရေးအဖွဲ့ကလည်းမနိုင်ဘူးပြီးတော့ဒီအစိုးရဘက်ကလည်းတွားလာကုညီပန်းဖို့ဆိုတာကလည်းအခက်အခဲတွေရှိတယ်ဆိုတော့ဒီတခြားနေရာမှာလည်းကိုယ့်ရဲ့ဒီအတိုင်းအဝန်းကိုယ့်ရဲ့တီးတဲ့နည်းနည်းကောင်းမလားဆိုပြီးမှနည်းနည်းနေတဲ့နေရာတွေလည်းတော်တော်များများရှိတယ်အဲ့ဒီကိစ္စကတော့ကျွန်တော်တို့ဒီအခက်ခဲဆိုတဲ့အပိုင်းမှာကသူရွာနေထွက်ကလေးကနေတစ်ချက်ကျွန်တော်တို့ဘယ်မှာနေရမလဲဘယ်လိုစားရမလဲဘယ်လိုထိုင်ရမလဲဆိုတော့စိတ်တော့ကတော့ဒီနံပါတ်1အချက်ရွာထွက်ကလေးကနေသူတို့လေသူတို့ပူပန်မှုတွေရှိတယ်ဆိုတော့နေရာတွေရသွားပြီဥမာဒီပလက်ဝတို့ဒီစမီးမျိုးတို့အဲ့လိုမျိုးနေရာမှာရောက်သွားပြီဆိုတော့သူတို့မှာနောက်တစ်ခုကတော့ဒီစာဝတ်နေရေးအဓိကအလူရှင်တွေအပေါ်မှာပဲမိခိုနေရတယ်ဆိုတော့ဒီအလူရှင်တွေကကျွန်တော်တို့ကိုတကယ်ပံ့ပိုးဖို့လမ်းကြောင်းတွေလုံချုံရှိပါမလားဆိုတဲ့ဟာတွေသူတို့နေတဲ့ကာလမှာသူတို့ရဲ့ဒီကျမ်းမာရေးပြီးတော့အဲ့လိုမျိုးအခက်ခဲလေးတွေကတော့သူတို့မှာရှိတယ်ဆိုတော့အဓိကတော့ဒီ IDP ရဲ့အခက်ခဲကတော့စာဝင်နေရပဲကျွန်တော်ကတော့လက်တလုံးမှာကတော့စာဝင်နေရပဲသူတို့ပြန်လေထူထောင်ရေးကိစ္စတို့တခြားတော့ဒီကိစ္စတွေကတော့ဒါကတော့ဒီနောက်တစ်ပိုင်းပေါ့ဒါအဓိကတော့နေတဲ့ကာလမှာစားဖို့တောက်ဖို့ကတော့တော်တော်လေးအရေးကြီးတယ်ဆိုတော့လူဦးရေကလည်းများလာတယ်ပြီးတော့ဖြစ်နေတဲ့အနေအထားကလည်းတော်တော်လေးနေရအနှမ်းမှာတိုက်ပွဲတွေကလည်းဖြစ်နေတယ်ဆိုတော့သူတို့စားဖို့တောက်ဖို့ကိုတော်တော်လေးအခက်အခဲရှိတယ်ဆိုတော့ကျွန်တော်အရင်တုန်းမှာတချို့အလူရှင်တွေကိုကျွန်တော်အဲ့လိုမျိုးပဲတိုက်ရိုက်ပဲပြောပေးတချို့ကတော့ဟိုဘေးတို့စီတို့စားဟိုပေါ့တခြားတော့ဒီဗီတာမင်ရှိတဲ့အစားအစာတွေသူတို့ကကုညီပန်းဖို့တော်တော်လေးပြောဟာတွေသူတို့ဖက်ကနေဒါတွေလေးလိုအပ်မလားဆိုတဲ့ဟာတွေကျွန်တော်နဲ့ပြောတဲ့အချိန်မှာသူတို့ပြောဖို့တယ်ကျွန်တော်ကတော့မြေပြင်မှာသူတို့ရဲ့အနေအထားကိုကြီးတဲ့အချိန်မှာအဓိကတော့ထမင်းပဲဆန်ပဲပြီးတော့ဒုတိယကတော့ဒီငရုတ်သီးတို့ပြီးတော့စားငပီးအဲ့လိုမျိုးပေါ့အဓိကတော့ရှီတွေဘေးတွေဆိုတာကတော့အရေးမကြီးတာမဟုတ်ဘူးအရေးကြီးတယ်တို့ပေမဲ့ဒီထက်အရေးကြီးတာသူတို့စားဖို့ရရင်တော့တော်တော်လေးအဆင်ပြေတယ်အဲ့ဒီစီစားပေါ့စီပေးအစားကကျွန်တော်တို့ဒီဆန်တွေငပီးငရုတ်တို့အဲ့ဒီဖက်မှာကိုညီပန်းဖို့နိုင်ရင်ကောင်းတယ်ဆိုတဲ့အနေအထားလေးကျွန်တော်တစ်ခါတလေတချို့အလူရှင်ကိုနဲ့ရင်းနေတဲ့အလူရှင်တွေကြတော့အဲ့လိုမျိုးပြောဖူးပေးတယ်ဆိုတော့သူတို့ရဲ့အခက်အခဲကမိုးတွင်းဆိုတော့အခုမကြခင်မိုးတွင်းရောက်တော့မယ်ဆိုတော့ဒီနေရထိုင်ခင်းကအစတော်တော်လေးအခက်အခဲရှိလာနိုင်တယ်ပြီးတော့နောက်တစ်ခုကထမင်းဟင်းချက်တဲ့အချိန်မှာကျွန်တော်တို့ကဒီမီးနဲ့ဘာနဲ့လက်စင်းနဲ့ဆက်တက်အခြေအနေမဟုတ်တော့ဒီအဓိကတော့ကျွန်တော်တို့ထင်းကိုပဲပေါ့အတုံးပြုပြီးတော့ချက်ရတဲ့အခါမှာဒီထင်းကလည်းတော်တော်လေးစကားပြောလာတယ်လူများလာလေဒီထင်းတွေကလည်းအခက်အခဲရှိလာတယ်ပြီးတော့ရှာဖို့ကလည်းဒီမျိုးမှာဆိုတော့မျိုးရဲ့အနေအထားအရာရှာဖို့မလွယ်ဘူးဆိုတော့ဝေးမဲ့ဆိုရင်တောင်မှတစ်ခါတလေဒါလည်းအခက်အခဲဖြစ်တယ်ဆိုတော့ဒီလိုမျိုးပေါ့ဒီကျွန်တော်တို့ထောက်ပန်းတဲ့ကုညီတဲ့ဟာတွေရှိတယ်
တိုးပင်မဲ့ဒီကျွန်တော်တို့ဟိုချက်ပြုတ်ဖို့အစလူများတဲ့အချိန်မှာဒီဟာတွေလည်းတော်တော်လေးဒီ IDP တွေတကယ်စစ်ပေးဆောင်တွေအတွက်ဒါအခက်အခဲဖြစ်တယ်ပြီးတော့ဒီယာတီဥတုအလိုက်ပေါ့ကျွန်တော်တို့ဒီနွေရာတီမှာဆိုရင်တော့ဆောင်းတွေအဲ့လောက်ထိအရေးမကြီးဘူးဟိုပြီးတော့ဒီဟာတွေလည်းဟိုအဝတ်အစားတွေလည်းတိတ်ဟိုနွေ့နွေ့ထွတ်ထွတ်အဝတ်အစားမဟုတ်ရင်လည်းနေလို့ရတယ်ယာတီဥတုအနေအထားရဒါမဲ့ဆောင်းရာသီရောက်ပြီဆိုတော့ဒါဘလို့မှဟိုမဖြစ်တော့ဘူးဒါဟိုတကယ်အနှွေ့အထွေတွေလိုတယ်ပြီးတော့ဒီဆောင်းတွေလည်းဟိုလိုအပ်လာတယ်ဆိုဟိုဒီယာတီဥတုအပေါ်မှာပဲဒီလိုအပ်ချက်ကဟိုပို့ပြီးတော့ဖြစ်စေတယ်အခက်ခဲကသူတို့ဒီခန်းထက်မှာနေတဲ့ကာလပတ်လုံးကတော့အခက်ခဲကတမျိုးမဟုတ်ရင်တော့တမျိုးတော့ရှိလာနိုင်တယ်ဆိုတော့ဟိုနောက်ဆုံးပြောရရင်တော့ဟိုကိုရက်ရွာမှာအေးချမ်းနေနိုင်မှာပဲဒီအခက်ခဲတွေကတဖြစ်ဖြစ်နဲ့ဟိုကအဆင်ပြေလာမယ်တဖြစ်ဖြစ်နဲ့ခေါင်းလာမယ်လို့ပဲကျွန်တော်ကတော့တုံ့တက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုတချို့အလူရှင်တွေလူပေးတယ်လူပေးတဲ့အနေအထားကကျွန်တော်တို့ဟိုခေါင်းတယ်တိုးပေမဲ့သူတို့ရဲ့ဒီလိုအပ်ချက်ကလူများလာတဲ့အခါမှာလူတွေရဲ့ဟိုတယောက်နဲ့တယောက်ဟိုတရွာနဲ့တရွာပြီးတော့တနေနဲ့တနေသူတို့အနေအထိုင်ကလည်းတယောက်နဲ့တယောက်မတူတဲ့အခါမှာဒီဟာတွေလေဟိုပေါ့အနေနဲ့အများသူတို့ဟိုအဲ့ဒီမှာစူပေါင်းပြီးနေတဲ့အချိန်မှာအခက်ခဲကအနေနဲ့အများရှိတယ်ဆိုတော့ဟိုအဲ့ဒီနေတဲ့ကာလပတ်လုံးကတော့သူတို့မှာအခက်ခဲကတခုမဟုတ်ရင်တခုတော့ဟိုရှိလာမယ်စိုးရိမ်မှုတွေလည်းရှိလာမယ်သူတို့ရက်ရွာမှာနေထိုင်တဲ့အချိန်မှာပဲသူတို့ရဲ့ကိုယ့်ရဲ့အိမ်မှာပဲကိုယ့်ရဲ့အိမ်မှာရောက်တဲ့အချိန်မှာပဲဒီသူတို့ရဲ့စိတ်တွေသူတို့ရဲ့ဒီအခက်ခဲလေးတွေကတဖြစ်ဖြစ်နဲ့ဟိုကောင်းလာမယ်လို့ပဲကျွန်တော်ကတော့ဟိုပြောချင်တယ်ဟုတ်တယ်အဓိကတော့ဒီအခုအချိန်နေမှာတော့ထွက်ပြေးနေတဲ့ကာလပြီးတော့ဟိုပုံဆောင်နေတဲ့ကာလဆိုတော့ဒီဟာတွေကတသက်လုံးဒီလိုမျိုးနေဖို့ဆိုတာဟိုမဖြစ်နိုင်ပါဘူးဟိုကျွန်တော်တို့ data မှာလဲတသက်လုံးဒီလိုမျိုးမငြိမ်းချမ်းမှုနဲ့ဟိုရှိလာမှာလဲမဟုတ်ပါဘူးတနေ့နေ့တစ်ချိန်မှာတော့ဒါငြိမ်းချမ်းလာမယ်တနေ့နေ့တစ်ချိန်မှာတော့အဆင်ပြေလာမယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်ဆိုတော့အခုကဒီ KC ရေးအဓိက relate လုပ်နေတဲ့ကာလပေါ့ဆိုတော့နောက်တစ်ခုကတော့ဒီမကြခင်မှာကျွန်တော်တို့ပြန်လည်နေရာချထားဖို့လိုအပ်လာမယ်ဒါတွေကိုလည်းကျွန်တော်တို့ဟိုတယောက်နဲ့တယောက်ဆွေးနွေးမှုတွေကတော့ရှိတယ်ဒါပေမဲ့ဘလို့မှအဖြေမထွက်နိုင်တဲ့အရာတစ်ခုဖြစ်တယ်ဒါကတော့အဓိကတော့ကျွန်တော်အနေနဲ့နည်းနည်းပြောချင်တာတော့ဒါအလူရှင်တွေရှိတာကတော့အလူရှင်ရှိတာတပိုင်းပေါ့အစိုးရမှာကတော့အဓိကဒီပြန်လည်ထူထောင်ရေးကိစ္စမှာတော့အပြည့်အဝတာဝန်အပြည့်အဝကူညီဖို့လိုအပ်မယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့ဟိုဘလော့မျိုးနေမှာဥပမာအနေနဲ့ဒီပြန်ဆိုကြေးရွာပေါ့သူကအင်ချီ60ကျော်ရှိတယ်2015ကနေသူတို့ဟိုထွက်ပြေးလာပြီးတော့2019မှာသူတို့ရွာကိုဟိုပြန်ပြီးတော့နေနိုင်ဖို့အတွက်ကျွန်တော်တို့ဟိုစီမံပြီးတော့အစိုးရနဲ့ကျွန်တော်တို့စကားပြောတဲ့အချိန်မှာဒီကျွန်တော်တို့ချင်းပြည်နယ်အစိုးရအဖွဲ့ကတော်တော်လေးသူတို့ကိုကူညီပေးတယ်ဥမာအိမ်တစ်လုံးကိုဟိုပါပေါ့35တိန်ပြီးတော့ဒီသူတို့ရဲ့လိုအပ်တဲ့ရက်ရွာမှာလိုအပ်တဲ့ဥမာဟောခန်းတို့ပြီးတော့ဒီဂျောင်းတို့ပြီးတော့ဆေးပေးခန်းတို့ပြီးတော့ရေတို့တခြားတော့ဒီလိုအပ်ချက်တွေကိုလေဒီချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ဒါကူညီပေးတာရှိခဲ့ဖူးတယ်ဆိုတော့ဒါဟိုပါပေါ့ဒီဟိုပြန်ဆိုကြေးရွာရဲ့အနေအထားဆိုတော့အဲ့လိုမျိုးပုံစံပဲကျွန်တော်တို့ကတော့ပြန်ပြီးတော့ဒီနိုင်ငံတော်အရှိဒီပြည်နယ်အရှင်အစိုးရအဖွဲ့အနေနဲ့ကူညီပေးနိုင်မယ်လို့တော့ကူညီပေးလိမ့်မယ်လို့လေကျွန်တော်တို့ယုံကြည်တယ်တစ်ဖက်မှာဒီလိုအပ်နေတဲ့ကွက်လက်လေးတွေကိုအလူရှင်တွေပြီးတော့တခြားတော့ကျွန်တော်တို့ဒီဟိုမြန်မာနိုင်ငံရောပြီးတော့ဟိုတကဘာလုံးမှာရောက်နေတဲ့ရှိနေတဲ့ကျွန်တော်တို့အလူရှင်တွေအားလုံးကလည်းဒါကိုဝိုင်းပြီးတော့လိုအပ်နေတဲ့ကွက်လက်လေးတွေကိုဖြည့်ပေးမယ်ဆိုရင်တော့ဒီပြန်လည်ထူထောင်ရေးကိစ္စကိုလည်းဟိုအားလုံးတော့နည်းနည်းအဆင်ပြေတဲ့အနေအထားမဟုတ်ရင်တောင်မှကျွန်တော်တို့ဟိုနည်းနည်းတော့ဟိုသူတို့ရဲ့အခက်ခဲကိုတော်တော်လေး
ဖြည့်ရှင်းနိုင်မယ်လို့တော့ကျွန်တော်တို့ထင်တယ်ဆိုတော့ဒီအရာတွေကိုလည်းတချို့တော့ဒီခေါင်းဆောင်ပိုင်းတွေလူမှုအတင်းအဖွဲဒီအစိုးရဌာနမှာလုပ်တဲ့အကြီးအကဲတွေလည်းစဉ်းစားထားမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဒါတွေကိုလည်းကျွန်တော်တို့ဒီအရက်ဖက်အဖွဲ့အစည်းတွေနဲ့တော်လကောင်းဘာသာရဲ့အတင်းအဖွဲတော်အတင်းအဖွဲနဲ့တော်လကောင်းဒါစစ်စစ်လုံးလုံးပြီးတော့ဒါပြန်လေးထူထောင်ရေးကိစ္စကိုတစ်ဖွဲ့နဲ့မဟုတ်ဘဲနဲ့သုံးလေးဖွဲ့အဲ့လိုမျိုးပေါင်းပြီးတော့လှုပ်ပေးမယ်ဆိုရင်တော့ဒါအခုလက်တလောမှာလူဦးရေကတော့ဒီ1000ဝန်းကျင်ပေါ့ဆိုတော့အဲ့ဒီဟာအတွက်ကတော့ဖြည့်ရှင်းနိုင်မယ်လို့တော့မြင်တယ်အခုဒီတိုက်ပွဲဖြစ်လို့ကျွန်တော်တို့တချို့ဒီအရက်သားတွေတည်ဆုံးရတော့ရှိတယ်ပြီးတော့တချို့ကတော့ဒီတောင်ရသွားရင်းနဲ့မိုင်းနေပြီးတော့အသက်ဆုံးရတာရှိတယ်အဲ့ဒီထက်မှာဒဏ်ရာရတဲ့လူတွေရှိတယ်ဆိုတော့ရခင်ကတော့ကျွန်တော်တို့ဒီအဓိကတော့အလူရှင်ဒီငွေကြေးအလူရှင်ရှိတဲ့အပေါ်မှာပဲသူတို့ကိုကျွန်တော်တို့တတ်နိုင်တဲ့လောက်ကူညီပေးတာတွေရှိတယ်ဥမာဒီတေရှုံးတဲ့လူတွေကိုတုံတိန်ပြီးတော့ဒီဒဏ်ရာရတဲ့လူတွေကိုကျွန်တော်တို့တတိန်ဒါပေမဲ့သူတို့ရဲ့လိုအပ်တဲ့ဒီအလူရှင်တွေကိုတိတန့်ရနိုင်အောင်ဆိုပြီးတော့သူတို့ဆေးဝါးကုသဖို့အတွက်ပြီးတော့သူတို့သွားဖို့လာဖို့ဆေးကုမှဒီဆေးရုံဆေးခန်းတို့ရောက်နိုင်အောင်ဒီကူညီပေးတာတွေတခြားအလူရှင်တွေအဲ့လိုမျိုးတိတန့်ရှာပေးပြီးတော့ဒါကူညီပေးခေတာတွေတော့ရှိတယ်ဆိုတော့အဓိကပေါ့ဒီသူတို့ရဲ့မိသားစုဝင်တွေကတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့တည်ဆုံးတယ်ဆိုတာကတော့ဘလို့မှပြောပြလို့မရအောင်ဒီဝမ်းနေရတယ်ဒါကတော့အမှန်ပါပဲကျွန်တော်တို့ဒီတည်ဆုံးရတဲ့မိသားစုတွေအတွက်ကျွန်တော်တို့အဲ့ဒီအပေါ်မှာတော့ဘလို့မှကျွန်တော်တို့သူတို့နဲ့တွေ့တယ်ပြီးတော့အားပေးစကားပြောတယ်ကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်ဒါကတော့ကျွန်တော်တို့ရဲ့ဖြစ်နေတဲ့အနေအထားဖြစ်နေပြီဘလို့မှကျွန်တော်တို့အတွက်ပြောပြလို့မရအောင်အထိခံစားရတယ်ပေါ့ဆိုတော့ဒီအရာတွေလည်းကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေဘာသာရေးအတင်းအဖွဲကလည်းတချို့ကဒီအားပေးစကားတွေပြောတယ်ဆူတောင်းမေတ္တာပို့ပေးတယ်ပြီးတော့တချို့ဒီအတိုင်းဝိုင်းတွေကလည်းလာပေးတယ်ပြီးတော့တချို့ကိုကူညီနိုင်တဲ့လူတွေဆိုတော့အဓိကကူညီပေးတာတွေအဲ့ဒါတော့ရှိပါတယ်ဒီဆုံးသွားတဲ့လူပေါ့အခုဒီ2015ကနေကျွန်တော်တို့ဒီ2019အခု2020အထိဆိုတော့ဒါတော့တည်တံ့ရှိတာပေါ့ဒါပေမဲ့အခုဒီတလားမတ်လနဲ့ဧပြီလဒီ2လဒီ2020မတ်လနဲ့ဧပြီလကြာမှာတော့ခမ်းမတော့ကျွန်တော်တို့အနည်းဆက်ဆုံးတော့ပေါ့20ကျော်ဒီ28 30ဝန်းကျင်လောက်တော့ကျွန်တော်တို့တည်ဆုံးတာတွေတွေ့ရတယ်ဆိုတော့ဒီဒဏ်ရာရတဲ့လူကလေပေါ့ကျွန်တော်တို့တော်တော်များများရှိတယ်အဲ့ဒီထက်မှာတချို့ကတော့ဒီစေယုံစေခန့်တို့ရောက်နိုင်တဲ့ဒဏ်ရာရတဲ့လူတွေလေးရှိတယ်တချို့ကတော့လုံးဝစေယုံစေခန့်တို့မရောက်ဘဲနဲ့ကိုယ့်ရဲ့အိမ်ဒီဒေါ်ဆေးတွေကိုအဓိကမိခိုပြီးတော့ကူးနေရတဲ့အနေအထားတွေလေးရှိတယ်ဥမာနဲ့ဖြင့်ဒီပလက်ချောင်းဘက်ကဒီဘောင်ဝီရွာပေါ့သူတို့ကတော့မကြတိတ်ခင်ရပဲသူတော့တနက်နဲ့ပြည်ပြီးတော့ဘေးအဖွဲ့အစည်းကပြည်မှန်းတော့မတည်ဘူးဒါပေမဲ့စိုက်ကယ်တစ်စီးမှာလူ3ယောက်ဆိုတော့ဒီစိုက်ကယ်မောင်းတဲ့လူကလေသူခြေတောက်မှာဒဏ်ရာရတယ်ဆိုတော့ဒီနောက်ကစီးတဲ့အမျိုးသမီး2ယောက်လေဒီညာဖက်ပခုံးပေါ့ညာဖက်ပခုံးမှာဒဏ်ရာရတယ်ဆိုတော့သူတို့ကအခုထက်ထိဒီရွာမှာဆေးကူတာမှုခံယူနေရတာပေါ့ဒါတော့ဆေးကိုပဲအဓိကမိခိုရတယ်ဆိုတော့ဆေးဒီပလောဝမျိုးပေါ်ဒီဆေးရုံသွားဖို့အထီတော်မှာလမ်းကြောင်းလုံခြုံရေးအခြေအနေကမကောင်းတော့သူတို့ဘလို့မှမတွားရဘူးအဲ့လိုမျိုးကျွန်တော်ကိုယ်တိုင်လေးသူတို့နဲ့စကားပြောဖြစ်တယ်ဟုတ်တယ်အဲ့ဒီလုံခြုံရေးကိစ္စပေါ့ဒီလမ်းကြောင်းကျွန်တော်တို့အဓိကတော့ဒီလမ်းကြောင်းကိုဒီ2020ထဲမှာပဲအကြည့်အကျေပြဿနာဖြစ်တယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့ဂျန်တဲ့ဒီနှစ်တင်မှာတော့ခဏတစ်ဖြုတ်ဖြစ်တယ်ဥမာ4-5ရက်တစ်ပတ်အဲ့လိုမျိုးဖြစ်တယ်ပြန်ပြီးတော့ပွင်းလာတယ်အဲ့လိုမျိုးပေါ့ဆိုတော့ဒီ2020အတွင်းမှာတော့တော်တော်လေးကျွန်တော်တို့ပလောဝမျိုးနေမှာရှိနေတဲ့လူထုအလုံးကဒီတန်ကိုခံနေရတယ်အဓိကတော့ဒီလမ်းကြောင်းပိတ်တော့ကုန်စည်နှုန်းတွေ
တော်တော်လေးဈေးတက်ရတယ်ပြီးတော့တချို့ပစ္စည်းတွေရှင်တော့ကျွန်တော်တို့ရှာလို့တော့မရဘူးဆိုတဲ့အနေအထားလေးတွေရှိတယ်ဆိုတော့ဒီကျွန်တော်တို့ပလောဝမျိုးနေရတော့ဒီရခိုင်ပြည်နေအနည်းဆက်ဆုံးတော့ဒီကြောက်တော်ပေါ့ဒီကြောက်တော်မျိုးပေါ်ကနေကျွန်တော်တို့ပစ္စည်းတွေတေယူတယ်ဝေယူရတယ်ပြီးတော့ကျွန်တော်တို့ဒီပလောဝမျိုးနေကနေထွက်ရှိတဲ့ဒီကုန်ကြမ်းလေးတွေကိုလည်းကျွန်တော်တို့စီးပွားဖြစ်နေတဲ့ဥမာဒီကမုံတို့ပြီးတော့ဝါအိုးတို့အဲ့ဓာတွေလည်းကျွန်တော်တို့ရခိုင်ပြည်နေကနေတရှိကျွန်တော်တို့တခြားသောမျိုးများကိုကျွန်တော်တို့ရောင်းရတာဖြစ်တယ်ဆိုတော့ဒီလမ်းကြောင်းကိုရေလမ်းကြောင်းကိုပိတ်လိုက်တော့ပိတ်လိုက်တယ်ဆိုတာကလေအစိုးရဘက်ကဒီအစိုးရဘက်ကဒီအစိုးရစစ်တပ်ပေါ့ဒီမြန်မာတပ်မတော်ဘက်ကလေသူတို့လေကျွန်တော်တို့ဒီဥမာစံတွေပါတွေတေးပြီးဆိုရင်ကျွန်တော်တို့တော်တော်လေးစစ်တယ်ပြီးတော့အထောက်ထားတွေပြည်စုံရင်လည်းတခါတလေမတင်ခါစရာတွေသူတို့ပြောတာတွေရှိတယ်ဆိုတော့အေးကိုဘေးမလားဒီဆိုင်တွေကအေးအတွက်လားကျွန်တော်တို့လုံခြုံရေးအရာဒါကိုခဏကျွန်တော်တို့ထိမ့်သိမ့်အောင်မယ်ဆိုတဲ့အနေအထားလေးတွေကျွန်တော်တို့အမြဲကြုံနေရတယ်ဆိုတော့တစ်ဖက်မှာဒီအေးဖက်ကလည်းဒါမြန်မာတပ်မတော်ရဲ့ဆိုင်လားကျွန်တော်တို့ဒီဟာတွေကတော့ကျွန်တော်တို့လုံခြုံရေးအရာကျွန်တော်တို့အထက်အမိတ်အရာဒါတော့ကျွန်တော်တို့ခဏလေးထိမ့်သိမ့်အောင်မယ်ဆိုတဲ့အနေအထားလေးတွေဆိုတော့အပြန်အဆန်ပေါ့ဟိုဘက်ကလည်းမြန်မာတပ်မတော်ဘက်ကလည်းသူတို့လည်းမယုံဘူးပြီးတော့ဒီအေးဖက်ကလည်းမယုံဘူးအဲ့ဒီကြားမှာခံနေရတာကကျွန်တော်တို့လူထုပါပဲလူထုကတော့အမှန်မှာကိုစားဖို့တောက်ဖို့ဝေတဲ့အရာတွေဖြစ်တယ်ပြီးတော့အရင်တော့မှဆိုရင်လူတယောက်ကိုစံအိတ်လောက်တော့တေလို့ရပါတယ်ဆိုပြီးတော့ဒီဟာတွေကလည်းပြောပြန်တာရှိတယ်ကျွန်တော်တို့ဟိုဒီပလက်ဝအထက်ပိုင်းအဝေးကနေပလက်ဝကိုလာပြီးတော့စံအိတ်ဝေဖို့ဆိုတာကတော့လမ်းစေးနဲ့သွားစေးလာစေးကတော်တော်လေးစံအိတ်ထက်တောင်မှဒီကုန်ကြစေးကများနေတယ်ဆိုတော့ပလက်ဝမှာရှိနေတဲ့လူတွေကလည်းထိုနည်း၎င်းပဲရခိုင်ပြည်မှာစံအိတ်ဝေဖို့ဆိုတာကတော့ဒီသွားဖို့လာဖို့ဒီလမ်းကိစရိတ်တွေကတော်တော်လေးအင်မတန်မှဈေးကရှိတော့အခက်အခဲရှိလာတယ်ဆိုတော့စီးပွားရေးတမားနဲ့ကျွန်တော်တို့ဒီရက်ရွာမှာအဓိကအကျိုးဆောင်ပေးတဲ့ဒီဥမာအုပ်စုတစုတူတီမဟုတ်ကြေးရတယောက်ကဒီလူထုတယောက်နှစ်ယောက်ကတော့စုပြီးတော့ဒီငွေလေးတွေကိုစုပြီးတော့ဆံဝေဖို့သွားတယ်ဆိုတော့အဲ့ဒီနောက်ပဲကျွန်တော်တို့ကနည်းနည်းဥမာဆန်တအိတ်မှာ2000ခွဲဆိုတော့ဒီလိုစုပေါင်းရင်တော့2000နဲ့လေရနိုင်တယ်ဆိုတဲ့အနေအထားမျိုးနဲ့ကျွန်တော်တို့ဒီကြေးရွာတွေတော်တော်များများကအဲ့လိုမျိုးလုပ်တယ်ဒါပေမဲ့တစ်ဖက်မှာအခုနပြောသလိုအေးဖက်ကလည်းဆန်အိတ်450တရားဆိုရင်တော့မယုံတော့ဘူးပြီးတော့မြန်မာတပ်မတော်ဖက်ကလည်းထုံနေ၎င်းပဲမယုံတော့ဘူးဆိုတော့ကျွန်တော်တို့လူထုကဘလို့နီးနဲ့ဘလို့စားရမလဲဆိုတဲ့ဟာကတော်တော်လေးဖြစ်လာတယ်ပြီးတော့ကျွန်တော်တို့လူထုအနေနဲ့ဒါဆိုရင်ကျွန်တော်တို့ကိုဘယ်အဖွဲ့အစည်းလက်နက်ကန်တွေကတန်တရားရှိနေတယ်ဆိုရင်ကျွန်တော်တို့ကအစိုးရပေးတဲ့ဟာကိုပဲကျွန်တော်တို့စားချင်တယ်ဆိုတော့ဒီလူထုကထွက်လာတဲ့စကားတွေလည်းရှိတယ်ဥပမာဗျာကျွန်တော်တို့ဒီအုပ်စုတစုမှာအစိုးရကကိုတောင်ကြီးပေါ့အဲ့လိုမျိုးလှုပ်ပေးပြီးတော့နောက်မဟုတ်ရင်တော့ပလက်ဝမျိုးပေါ်မှာတခြားနေရာကြီးတွေမှာအဲ့လိုမျိုးအစိုးရကနေကိုတောင်ဖွင့်ပေးပြီးတော့အဲ့ဒီကနေကျွန်တော်တို့မိသားစုအလိုက်ဆိုင်ထုတ်လို့ရမယ်ဆိုရင်ဒါတွေလည်းကျွန်တော်တို့အတွက်ကတော့ကောင်းပါတယ်ဆိုတဲ့အနေထားဒါတွေလည်းဘယ်အဖွဲ့အစည်းမှအဲ့လိုမျိုးလည်းမလုပ်ပေးဘူးမလုပ်ပေးတော့ကျွန်တော်တို့လူထုကကြားမှာဟိုမရောက်ဒီမရောက်ဟိုလူကလည်းမယုံဒီလူကလည်းမယုံဆိုတဲ့အနေအထားနဲ့အခက်ခဲနဲ့လုံပန်းနေရတယ်ဆိုတာပဲကျွန်တော်ပြောချင်တယ်အဓိကတော့ဒီလမ်းပန်းဆက်တွေရေးလုံခြုံရေးအခက်ခဲကကျွန်တော်တို့ကုန်စည်နှုန်းမြင့်တက်လာတယ်ကုန်စည်နှုန်းမြင့်တက်လာတဲ့နဲ့အများကျွန်တော်တို့ဒီပညာရေးကျန်းမာရေးလူမှုရေးစတဲ့အခက်ခဲတော်တော်များများကတနေ့ထက်တနေ့တစ်ရက်ထက်တစ်ရက်ကိုတိုးလာသလိုပဲခံစားရတယ်ဒီပိုင်းတော့ကျွန်တော်တို့ဒီအဓိကပလောဝမျိုးပေါ်မှာဒီမဟုတ်ဒီကျွန်တော်တို့နေကြေးရွာတော်တော်များများမှာဒီအကြောက်တရားကရှိနေကြတယ်ဆိုတော့အဲ့ဒီထက်မှာကျွန်တော်တို့အနီးအနားမှာလေဖြစ်နေတဲ့လူတွေတော်တော်များများရှိတယ်ဥပမာဒီစီဖလောင်းက
ကျောင်းဆရာကြီးဦးအပေးလာသူလည်းအတက်ခံရတယ်ပြီးတော့မထင်မရှားကျွန်တော်တို့ရွာတွေမှာတော်တော်လေးဒီဥမာဒီဘောင်ဝါပေါ့ဘောင်ဝါကြီးရွာကလူထုလဲသူတို့အလုံးလုံးရင်းနဲ့လမ်းမှာသူတို့ပြောက်သွားတယ်ဘယ်အဖွဲ့အစည်းကဖမ်းသွားတယ်လဲဆိုတာလေကျွန်တော်တို့ယနေ့အချိန်ထိမတီးရသေးဘူးဒါမဲ့မိသားစုဝင်တွေကတော့သူတို့ရဲ့တုံ့တက်ချက်ကိုတော့ပြောတာတွေဆိုတာတွေတော့ရှိတယ်ပြီးတော့တချို့ကတော့ဒီဆရာကြီးဦးအဘေလာအသက်ဆုံးရတယ်လို့တချို့ကတော့ဘယ်အဖွဲ့အစည်းကတတ်မှမသိဘူးတိတ်ဆုံးရတယ်တရက်နေ့မှပြန်တွေ့ရတယ်ဒီလိုမျိုးအနေအထားတွေပြီးတော့တချို့ကတော့ဖမ်းတယ်သူတို့ပေါ့ဒီအရင်တုန်းကလည်းဒီအေးဖက်ကလည်းကျွန်တော်တို့လူထုကိုတော်တော်များများဖမ်းဆီးပါတယ်ဆိုတော့ဦးလိမ့်မင်းတို့ကအစသူတို့စီမှာလားနဲ့ချီပြီးတော့အဖမ်းခံရတဲ့လူတွေရှိတယ်တချို့ကတော့ဒီရက်အနေငယ်ထိမ့်ခံရတဲ့လူတွေလည်းရှိတယ်ဆိုတော့အချင်းတွေအဲ့လိုမျိုးသူတို့ပြန်လွတ်လာတဲ့လူတွေလည်းရှိတယ်တချို့ကတော့ဘယ်အဖွဲ့အစည်းမှမတည်ဘူးဖမ်းတယ်ဒါပေမဲ့သူတို့အဖမ်းခံရတာတော့တေချာပဲဒါပေမဲ့ကျွန်တော်တို့ဘယ်အဖွဲ့အစည်းကနေဖမ်းတယ်ဆိုတာတော့မသိရသေးပေမဲ့အခုပြောင်းနေတဲ့လူတွေလည်းတော်တော်များများရှိတယ်ပြီးတော့နောက်တစ်ခုကတော့အကြောက်တရားအခုနာကပြောတဲ့ဟာကျွန်တော်တို့ဒီပလောဝမျိုးနယ်မှာတော်တော်များများကတော့အဓိကအချင်းချောက်ခံရတဲ့လူတွေလည်းရှိတယ်ချင်းချောက်ခံရတဲ့ဆိုတော့အနေအထားမှာတချို့ကတော့ဒီ online Facebook ပေါ်မှာဟိုလူကိုတက်မှန်ဟိုလူကိုဖမ်းမှန်ဆိုတဲ့ဟာတွေအမျိုးမျိုးချင်းချောက်တာတွေဒါတွေလေတချို့တော်တော်များများခံရတဲ့လူတွေရှိတယ်ပြီးတော့တချို့ကတော့မြေပြင်မှာပေါ့ဒီလူထုတွေကြားမှာဟိုလူတော့သူတို့လူချင်းတဲ့လူတွေဖြစ်တယ်ဆိုတဲ့ဟာတွေလေသူကပြောနေကြတယ်ဒါတွေကိုလေကျွန်တော်တို့လူထုအနေနဲ့ကတော့ဘလို့မှဒီအရာတွေကိုကျွန်တော်တို့မလွတ်မြောက်နိုင်သေးဘူးပေါ့အဓိကဒီအကြောက်တရားချိန်ချောက်မှုတွေထက်ကကျွန်တော်တို့မလွတ်မြောက်နိုင်ဘူးဆိုတော့တစ်ဖက်မှာကျွန်တော်တခုပြောချင်တာကတော့ဥမာကြေးရွာတရွာကလူထုတယောက်ကိုဆွတာတွေရှိတယ်ဥမာမြန်မာတမတော်ဖက်ကဒီထောက်လန်းရေးပေါ့ထောက်လန်းရေးလုပ်တဲ့လူဆိုပြီးတော့ဒီကျွန်တော်တို့တချို့ဝေဖန်တာတွေတချို့ကဒီဟာတွေကိုပြောဆိုတာတွေရှိတယ်အဖွဲ့အစည်းတစ်ခုကဒါကျွန်တော်တို့အနေနဲ့ကတော့သူကတော့ဗမာစကားတောင်ကောင်းကောင်းပြောလို့ဆိုလို့မတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပြီးတော့မျိုးတွေလူကြီးတွေနဲ့လေအဲ့လောက်ထိရင်းရင်းနေပြောဆိုတတ်တဲ့လူလည်းမဟုတ်ဘူးကျွန်တော်တို့ဒီရက်ရွာကလူထုတွေကအားလုံးသိတဲ့အတိုင်းပဲတောင်ရွာလောက်တယ်ကိုယ့်ရဲ့နေမြေမှာအေးအေးချမ်းချမ်းနေခြင်းတယ်အဲ့ဒါလေးပဲအဲ့ဒါကိုတကယ်ကြီးမားမားသူ့ကိုဟိုထော်လိုင်းရေးလောက်တယ်ဟိုကိုတည်င်းပို့တယ်အဲ့လိုမျိုးတမင်တကာဆွတာတွေဒါတွေလေးရှိခဲ့ဖူးတယ်အဲ့ဒီဟာတွေကတော့ကျွန်တော်တို့ဒီဘလောဝမျိုးနေတော်တော်များများမှာဖြစ်နေတဲ့အရာတွေဖြစ်တယ်ဒါတွေဒီချင်းချောက်ခံနေရတဲ့ဟာတွေပေါ့ဒါတော့ဒီအဓိကအများဆုံးကတော့ဒီအေဖက်ကအဲ့လိုမျိုးအေဖက်ကတော့တရားဝင်တော့သူတို့ဒီစာနဲ့ပင်နေတော့မဟုတ်ဘူးဒါမဲ့ဒီလူထုတွေကြမှာအဲ့လိုမျိုးတည်င်းတွေပြန်နှမ်းတာတွေကတော့ဒါတော်တော်လေးကြာပါပြီဘလောဝမျိုးနေမှာတော်တော်လေးဖြစ်နေတယ်ဒီအရာတွေကလည်းကျွန်တော်တို့လူထုအနေနဲ့အဓိကတော့ဒါတန်တရားကျွန်တော်တို့လူထုကိုတန်တရားမရှိဘူးကျွန်တော်တို့လူထုကိုဘာမှအပြစ်မမြင်ဖို့ကျွန်တော်အနေနဲ့တော့ပြောချင်တယ်အဓိကအယတ္တထိခိုက်နေနာမှုပေါ့ထိခိုက်နေနာမှုထဲမှာတချို့ကအခုနပြောသလိုတေဆုံးတာတွေရှိတယ်တချို့ကတန်ရာရတာရှိတယ်တချို့ကကိုနေတဲ့အေးမီးလောင်ခံရတဲ့လူတွေလည်းရှိတယ်ဆိုတော့အဲ့ဒီအပိုင်းမှာဒီမြန်မာတမ်တော်နဲ့အေးပေါ့နှစ်ဖက်စလုံးကိုကျွန်တော်တို့အနေနဲ့ကတော့ပြောချင်တယ်တောင်းဆိုချင်တယ်ပေါ့
ဒီအရက်တက်ကိုကျွန်တော်တို့ပြင်းမှတ်ထလားမထဘူးလားဆိုတဲ့အပေါ်မှာကအားလုံးတရင်ထက်မှာလေတချို့ကတော့ကြားပြီးသားဖြစ်မယ်ပြီးတော့တချို့ကတော့မြေပြင်မှာလဲအနေအထက်ကိုလေတိတဲ့လူလေးရှိမယ်ဆိုတော့လွန်ခဲ့တဲ့ဒီမတ်လနဲ့ပေါ့ဆက်လေးစင်ငါမှာဖြစ်ပြတဲ့အနေအထားပြီးတော့ဒီဧပြီလထက်မှာဒီပထမပိုင်းမှာဖြစ်နေတဲ့အနေအထားဥမာနိုင်ချောင်းဝမှာဖြစ်ပြနေတဲ့အနေအထားကိုပြန်သုံးသပ်မယ်ဆိုရင်ဒါရက်ရွာထက်မှာလူထုကရှိနေတဲ့ဟာကိုဒါအေးစခန်းမဟုတ်ဘူးဆိုတာသိပါတယ်ဒါလူထုကြီးရွာဆိုတာကသိပါတယ်ဒီရတာနဲ့ကိုကျွန်တော်တို့ဒီအပေါ်ကနေဟွာပေါ့တိုက်လျင်ကနေလက်နက်နဲ့ပြည်တယ်ဆိုတော့လူထုတွေအတွက်ကတော့စစ်တင်တန်းအတွေ့အကြုံရှိတဲ့လူလည်းမဟုတ်ဘူးပြီးတော့တစ်ဖက်မှာဒီလိုမျိုးဖြစ်မယ်ဆိုတာကလေကြိုပြီးတော့တည်တဲ့လူလည်းမဟုတ်တဲ့အခါမှာသူတို့အတွက်ကတော့တေယုံပဲသူတို့အတေခံယုံပဲရှိတယ်ဆိုတော့ဒီအရာတွေကိုကျွန်တော်အနေနဲ့တော့ပြောချင်တာကတော့ဘလို့ပဲဖြစ်ဖြစ်ရခိုင်တပ်တော်ပဲဖြစ်ဖြစ်မြန်မာတပ်တော်ပဲဖြစ်ဖြစ်အဓိကတော့ဒီကျွန်တော်တို့လူထုတွေအများစုနေထိုင်တဲ့နေရာတိုးတိမဟုတ်ဒီကျွန်တော်တို့ဂျေးရွာတွေမှာအဓိကပြင်းမှတ်မထားဖို့အဓိကမပြေးပေးဖို့ကတော့ကျွန်တော်တို့အနေနဲ့တော့ဖြစ်စေချင်တယ်ဒါရခိုင်ရွာဖြစ်လို့ပြီးတော့ဒီကျွန်တော်တို့ချင်းရွာဖြစ်လို့ဆိုတဲ့ဟာတွေလေအဓိကတော့လူထုအများဆုံးနေထိုင်တဲ့နေရာဟူတမျှကိုတော့ဘလို့မှဒီလက်နက်ကြီးလက်နက်ငယ်တွေမပြေးဖို့ကတော့ကျွန်တော်တို့အနေနဲ့တော့တောင်းဆိုချင်တယ်ဆိုတော့နောက်မှလည်းကျွန်တော်တို့ဖြစ်လာမှာကိုအရန်ဆိုရင်ရတယ်ဆိုတော့အခုလက်တလုံးမှာလည်းကျွန်တော်တို့ဖြစ်နေတော့နောက်မှလည်းကျွန်တော်တို့ဖြစ်လာဖို့ကိုအရန်ဆိုရင်ရတယ်ဒီအရာတွေအပေါ်မှာနှစ်ဖက်ကဒီတာဝန်ရှိတဲ့လူကြီးတွေပြီးတော့မြေပြင်မှာတကယ်ရှေ့တန်းမှာတွားနေတဲ့ဒီရေးပေါ်ရေးဘက်တို့ပြီးတော့ဒီအရာရှိရာကန်တွေလည်းဒီအရာတွေကိုကျွန်တော်တို့ရှောင်ရှားပေးဖို့တော့ကျွန်တော်တို့အနေနဲ့တော့ဒါအလေးအနက်တောင်းဆိုခြင်းတယ်တို့ပလောဝမြို့နယ်မှာအခုဒီတိုက်ပွဲဖြစ်နေတဲ့အနေအထားကတော့2015ကနေအခု2020အထိဆိုတော့နင်းလွဲတော်လဲကြာခဲ့ပါပြီဆိုတော့အဲ့ဒီကြာခဲ့တဲ့အလျောက်ပဲကျွန်တော်တို့ဒီတိုက်ပွဲရဲ့တန်ကိုအခုတချို့လူတွေကတော့ IDP ပေါ့ IDP ဒီဂျေးရွာကိုထားခဲ့ပြီးတော့တခြားနေရာကိုခိုးလုံတဲ့လူတွေကို IDP လို့စစ်ဘေးဆောင်လို့တိုက်ပွဲဆောင်လို့တတ်မှတ်တယ်ဒီနေရာမှာအခုပလောဝမျိုးနေတနေလုံးမှာရှိနေတဲ့လူဦးရေအဖြစ်တသိန်းဝန်းကျင်တသိန်းကျော်လေးပေါ့ဒီလူတွေကတော့အမှန်မှာကတော့ဘလို့မှလောက်ကန်စားတော့လို့မရတဲ့အနေအထားဘလို့မှယုံထွက်လို့မရတဲ့အနေအထားဆိုတော့အားလုံးကဘဝအတူတူဖြစ်နေကြပြီလို့ကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့ဒီတိုက်ပွဲတာကျွန်တော်တို့ပလောဝမျိုးနေကျွန်တော်တို့ဒီချင်းပြည်နယ်ပလောဝမျိုးနေထဲမှာဆက်ပြီးတော့ဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့လူထုတွေရဲ့ရုပ်ကံဖို့အခွင့်အလမ်းတွေကျွန်တော်တို့ဒီလူထုတွေရဲ့စာဝတ်နေရေးပညာရေးကျန်းမာရေးစတဲ့ဒီလိုအပ်ချက်တွေကတော်တော်လေးရင်လေးစရာဖြစ်တယ်ဆိုတော့နှစ်ဖက်အဓိကမြန်မာတပ်မတော်နဲ့ဒီ AA ဖက်ကဒီကောင်းဆောင်တွေအနေနဲ့ကျွန်တော်တို့လူထုအခုကျွန်တော်တို့ရခိုင်ပြည်နယ်တော်တော်များများနေရာအနှံ့မှာလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ချင်းပြည်နယ်ဒီပလောဝမျိုးနယ်အတွင်းမှာလည်းဖြစ်နေတယ်ဆိုတော့ဒီအရာတွေကိုဒီတွေးဆုံမှုနီလာနဲ့ပဲကျွန်တော်တို့အဖြေရှာပြီးတော့ကျွန်တော်တို့လူထုရဲ့အတက်အိုးအိမ်ကိုကျွန်တော်တို့လူထုကိုအဓိကကြည့်ပြီးတော့ဒီငိမ့်ချမ်းတဲ့နီလာနဲ့အဖြေရှာပြီးတော့အများဆုံးကျွန်တော်တို့ဒီတိုက်ပွဲတွေရပ်ပေးဖို့ပြီးတော့ကျွန်တော်တို့နေမြေမှာအေးချမ်းလူထုတွေကလည်းနေနိုင်ဖို့ကိုပဲအဓိကဒီနှစ်ဖက်ကောင်းဆောင်တွေအနေနဲ့ဒီအရာတွေကိုငိမ့်ချမ်းရေးလမ်းစဉ်နဲ့ပဲတွားပေး
ရေကျွန်တော်တို့လူထုတွေအတွက်ကတော့အင်မတန်မှကျွန်တော်တို့ပျော်ရွှင်မှာဖြစ်တယ်အင်မတန်မှကျွန်တော်တို့ကျေးဇူးတင်ရမှာဖြစ်တယ်ဆိုတာပဲကျွန်တော်အနေနဲ့ပြောချင်တယ်